ကဲ Manchester United ပရိသတ်ဒီအတွက်တော့ဒီနေ့ဟာတကယ့်ကိုအလွန်ပျော်ရွှင်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါပြီဗျာ Crystal Palace ကိုအင်ကွင်းမှာ2-1နဲ့အနိုင်ယူပြီးနောက် United ဟာအမှတ်ပေးစရာရဲ့အဆင့်3နေရာကိုတရားဝင်တက်လှမ်းနိုင်နေပြီဖြစ်ပါတယ်ဒါဟာနီးပြ Michael Carrick ရဲ့လက်ထက်မှာအသင်းရဲ့အကြီးမားဆုံးအလဲအပြောင်းတစ်ခုလို့တော့ပြောလို့ရပါတယ် ဒါပေမဲ့ပွဲအစမှာတော့ United အတွက်တကယ်ကိုမလွဲကူခဲ့ပါဘူးပွဲကစားချိန်4မိနစ်မှာတင် Palace နောက်ခံလူလက်ခရကဥဆောင်ကိုတွန်းယူသွားခဲ့တာကြောင့် Old Trafford ကွဲမြူတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရပါတယ်ပြီးခဲ့တဲ့ရာသီက Palace ကိုဂိုးပြတ်ရှုံးခဲ့တဲ့အိမ်မက်ဆိုနီပြန်ဝင်လာသလိုထိခဲ့ပေမဲ့ Okay Carrick ရဲ့ United ကတော့အဲ့ဒီလောက်နဲ့တင်အရှုံးမပေးခဲ့ပါဘူးဗျာ ဒုတိယပိုင်းမှာတော့ပွဲရဲ့အလဲအပြောင်းကစလာပါပြီပယ်လီစ်အတွက်ဂိုးသွင်းပေးခဲ့တဲ့လက်ခရိုက်ကိုတိုင်အနီးကပ်ဖြတ်ထုတ်ပယ်ခံခဲ့ရပြီး United တို့လူသားတဲ့အခွင့်အရေးကိုစတင်ရရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အသင်းကောင်းဆောင် Bruno Fernandes ကပနယ်ဒီကနေတဆင့်အဖူးတန်းခြေပါကိုသွင်းယူပေးခဲ့ပြီးအသင်းကိုပွဲထဲပြန်ခေါ်လာနိုင်ခဲ့ပါတယ် ကဲပွဲကစားချိန်65မိနစ်မှာတော့ United ပရိသတ်တွေအားလုံးမျှော်လင့်နေတဲ့အနိုင်ဂိုးကြီးရောက်ရှိလာခဲ့ပါပြီခြေစွမ်းပြနေတဲ့တိုက်စစ်မှု Benjamin Sesko ကအသင်းအတွက်အနိုင်ဂိုးကိုလှလှပပသွင်းယူပေးခဲ့တာပါဒီဂိုးဟာ United ကို3မှတ်အကီရရှိစေခဲ့တယ်လို့ပြီးခဲ့တဲ့ရာသီကအရှုံးတွေလည်းအကောင်းဆုံးလက်စားချီနိုင်ခဲ့တာချက်ပါတယ် အခုဆိုရင်နီးပြ Michael Carrick ဟာ United ကိုတာဝန်ယူပြီးနောက်9ပွဲမှာ6ပွဲအထိအနိုင်ရအောင်စွမ်းဆောင်ပေးထားပါတယ်။အဆင့်3နေရာကိုရောက်ရှိသွားတဲ့ United ရဲ့အရှင်ဟွန်ကတော့တားမရစီးမရဖြစ်နေပါပြီ။ပြည်သက်ကြီးရော Carrick ရဲ့စွမ်းဆောင်ရည်ပေါ်ဘယ်လိုထိမင်းကြတယ်လဲ။ United ဟာဒီယာဒီမှာဖလားတစ်လုံးရနိုင်မလား။ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြအောင်နော်။